ဖိုင်ရှင်ကနီးနီးရှိရရွှမ်းပြရွှမ်းပေါ်ဒီတချို့ကတရုတ်တွေအောင်မအောင်နေထင်တာလားမသိဘူးနော်ကွေနော်ဟာတချို့ကအောင်နေမခေါ်ဘူးတွေပါလို့သေးတာကျွန်တော်ရီကျင်လို့လေနော်8000လောက်မှမေးပါဒါလေးကဘယ်လိုလဲဗျဘယ်လိုလဲဘယ်လောက်လဲမဖိုင်ရှင်ကနီးနီးရှိရရွှမ်းပြရွှမ်းပေါ်ဒီအတားတန်းမြင့်နေအရေးကြမတော့ပါဘူးနော်ဆော့မင်္ဂလေးလက်စွပ်ရှိတယ်ကိုပြပေးမယ်နော်ခဏလေးပါအမကြီးလက်စွပ်လေးတွေမင်္ဂလေးလက်စွပ်လေးတွေဒီဇိုင်းလေးတွေအများကြီးပဲယောက်ျားလေးလက်စွပ်တွေဒီဇိုင်းတွေရှိတယ်ပရင်ထွက်ထားပါရဲ့နော်အနာလေးပါရဲ့ဘယ်လောက်မှဖြစ်ပါလဲ220ဖြုတ်ထားတယ်ကိုဒါလေး220တိန်း220ဖြုတ်ထားတယ်ရွှမ်းဘော်လီပါရွှမ်းဘော်လီလေးအမြုပ်ဆန်လေးအညိလေးတွေဟိုမရှင်းဘူးပေါ့နော်အနာလေးလည်းတစ်ချက်ပါ220ဖြုတ်ထားရတယ်220မမီဘူးကိုရအနာပါလို့ပါမပိုင်တော့လှရနော်ကျေးဇူးဒါလေးက3ခွင်းမလားလဲနီးပြကိုနားနဲ့ကောင်းကောင်းကြည့်မယ်နော်ဘေးနော်8000လောက်မှမေးပါအောင်းပါလေကျွန်တော်ဟိုတနေ့က139တိန်းအောင်တဲ့ကြောက်ကဒီလိုမျိုးအရေးလာပါနော်ကွေတွေ့လားဒီမှာ8000မေးပါတော့ခေါ်တာဘယ်လောက်တော့8000ဘယ်လောက်စီးမလဲဈေးရင်တော့ဒီလိုမျိုးအရေးလာပါနော်တကယ်ပြောတာကိုကျွန်တော်အပွင့်ထုတ်ပြီးပြမယ်ကိုရခါကြောက်ခက်တယ်ကိုရကျွန်တော်အခု live ထဲမှာပေါ့တင်ထားတယ်ပေါ့နော် live ထဲဆိုတာက TikTok မှာလည်းသွားတင်ထားတယ်ဒါပေမဲ့ကျွန်တော် live ကိုတော့ပေးမှတော့မတင်ရသေးဘူးတချို့ကတရုတ်တွေအောင်မအောင်နေထင်တာလားမသိဘူးနော်ကွေနော်ဟာတချို့ကအောင်နေမခေါ်ဘူးတွေပါလို့သေးတာကျွန်တော်ရီကျင်လို့လေနော်ပိုင်ရှင်ကျွန်တော်3000အခုရောင်းမလားဆိုရင်သူလည်းမရောင်းပါဘူးဥမာပြောတာပါကျွန်တော်တို့ရောင်းပေးနိုင်တယ်နော်လက်ရှိဘာမှမလုပ်ဘဲနဲ့ဒီဖြတ်သားတိုင်းပဲဒါပေမဲ့အပွင့်တွေပါခေါင်းရင်အများကြီးရမှာကိုတပွင့်ကိုကျွန်တော်တို့အပွင့်ဈေးကွက်တည်ရလေကွေနော်အချောတဲ့ဈေးကွက်တည်တော့လေဒီလိုမျိုးအရေးလာမှာနော်ဇိမ်းရီကိုမှဒီထက်အရေးကပိုလာမှာဒါကဇိမ်းရီကိုဇိမ်းဘက်ကိုတန်းတာဟိုကဇိမ်းဝါယူအဝါဘက်ကိုတန်းပါပေါ့နော်အတားတဲ့ကဒီလိုမျိုးပဲကိုဒီလိုမျိုးလာမှာနီးဘယ်လောက်မှဖြစ်ပါလဲ9000ပေါ်မှဖြစ်မှာ4000ပေးထားတယ်โอเคတွေ့လားကို9ကလက်ပတ်ရှာလဲပဲနော်3ကလက်ကြော်ရှိမယ်4ကလက်ပတ်ရှာလဲရှိမယ်6ကလက်ပတ်ရှာလဲရှိမယ်3ကင်းကို9000ကျော်မှရမယ်တဲ့4000ကျော်4000ပေးထားတယ်ကိုနော်ဇိမ်းရီတော့ကိုဒါဇိမ်းရီခေါ်မှာအတားတန်းကောင်းတယ်ဇိမ်းရီကျွန်တော်ဟိုကြောက်ကလည်းထိုးလိုက်ရင်ဒီလိုမျိုးကာလာထွက်တာနော်ဒါကကျတော့သူကမှတ်ပေါင်းအစင်းအချောတဲ့ရောက်သွားပြီပေါ့ဟိုကြောက်ကဖြတ်တိုင်းမှာပဲရှိသေးတယ်လေနော်ဟာဒီလိုရှိရနော်ကွေနော်โอเคကျေးဇူးပါကွေဈေးလေးပေးဈေးလေးမှတ်ပြီလို့ဒါလေးဘယ်လိုလဲဗျနီးပြောပါကွေမနက်ကခဲလိုက်မှတွေ့တယ်ကိုကြီးလားခဲရောင်းလိုက်ပြီလားခဲလေးအပ်ထားတယ်နော်ခဲလေးအပ်ထားပါနော်900ပြောတာ900ကိုနီးဟိုမှာလေနီးပြောနီး200ရမလားကောင်းမရအောင်နော်နေ4 6 8 10 12 14 16ပွင့်တိန်း200အောက်ကောင်းကြိုက်တယ်တိန်း200အောက်ကြိုက်တယ်ကိုကြီးအပေးကြည့်ရမလားပေးကြည့်ရမလားကဲရင်တော့ဈေးပွင့်ပေးလိုက်ကဲရင်လား16ညာနော်မကတ်ဘူးမကတ်မဖွင့်တော့နော်ကျေးဇူးမဖွင့်တော့အကုန်ကြည့်ပေးမယ်ဗျာအကုန်ကြည့်မယ်လာမယ်နော်လာမယ်ဒီမှာကိုဟုတ်ကဲ့အမမင်္ဂလာပါအမနာမည်ဘယ်လိုလဲဒီမှာနော်မကြီးမဟန်နီနော်အမမင်္ဂလာပါအမဒီမှာကျွန်တော်တို့မင်္ဂလေးလက်စွပ်လေးတွေကျွန်တော်ဒီမှာပြပေးမယ်နော်မဘယ်ဒီဇိုင်းကြိုက်လဲမသိဘူးเนาะလက်ရှိတော့၄ခွင်းကျွန်တော်အမကိုပြပေးမယ်เนาะကြောက်သားလေးတွေကကာလာစုံရှိမယ်လုံးဝဈေးကြီးလုံးဝအတောက်ရှိတယ်เนาะဒီမှာကြောက်မျိုးတန်းလေးတွေကောင်းပါတယ်အမဘယ်ဒီဇိုင်းကြိုက်လဲမသိဘူးเนาะဟောလက်တန်းလက်တကြွယ်လက်ခလဲပြီးရင်ကျွန်တော်တို့လက်ညှိုးပါเนาะဒီမှာမိုးစာနိုင်တုံးပေးထားရဗျာเนาะစိန်အစ်စ်ဆိုရင်တော့ဈေးကဟိုအရန်ခုန်သွားမှာဆိုလို့ရွှေနဲ့ကြောက်ကတော့အစ်စ်ပါเนาะစိန်ကတော့မိုးစာနိုင်ကိုမှစိန်ဖြူဟိုအတန့်နဲ့ကတုံးပေးထားတာပါเนาะဟုတ်ကဲ့ပါရောင်းစည်းလေးရဟိုဒီမှာတော့ကျွန်တော်ဒီလက်ညှိုးလေးကကြောက်က73သိန်း5000ကြောက်ကောရွှေဘူးပေါ့နော်ပြီးရင်ဒီကျွန်တော်လက်ကလေးကကြောက်လေးကလည်း73သိန်း5000ပါလက်တကြွယ်ကကြောက်လေးက12သိန်း5000ပါဗျလက်တန်းကဒီဇိုင်းလေးကတော့ကျွန်တော်တို့73သိန်း5000 73သိန်း5000 3ခုပါမယ်နော်73သိန်း5000ရဲ့12သိန်း5000ရဲ့ကြောက်ကလေးလှတယ်ဗျနော်ဒီမှာမင်းကလေးဝက်ကိုရွှေကိုထူထူလေးတုံးပေးထားတယ်ဗျ
ကျွန်တော်တီတီယန်တစ်စိတ်လေးပါနော်တီတီယန်တစ်စိတ်လေးနဲ့ကျွန်တော်ပါပါတယ်နော်ကြောက်မျိုးတန်းလေးတွေကြောက်ဇိမ်းရည်လေးပါဒါဇိမ်းရည်ပါနော်အကုန်လုံးရွှေနေရတယ် အကုန်တော့ရွှေနေပဲတော့မှဒီဟာကိုပြောတယ်ဒီမှာစိတ်မပါတဲ့ဟာမှ73သိန်း5000ပါ73သိန်း5000ပါဒါလေးဘယ်လောက်လဲမဆယ်ကြီးပိုင်းမှာလားမကြိုက်ဘူးနော်โอเค10ယောက်ကြိုက်တာ10ယောက်ကျေးဇူးမရေးလေးနည်းနည်းရော့မနေဘူးတော့မှအားနာတယ်ဖွင့်ရမလားဖွင့်ပေးမယ်နော်3သိန်းမေးလေမရကျောက်ကဒီလောက်ပဲနော်ကျွန်တော်တို့ကမှဈေးတန်းကိုနှိမ်မပေးဘူးမှဒါပေါက်ဈေးတရားဝင်ဈေးပေးတာစိတ်ချမှာတဘောအမတို့တဘောနော်โอเค3ခု3သိန်းဒါလေးကနံပါတ်လေးလားဒါလည်းဒီကျွတ်ကနောက်ကနံပါတ်နဲ့ထုတ်ပြီးတော့ဘယ်ထဲကိုတက်ရမှာလေးကိုလည်းနားပါဟိုလေးနားလေးလေဟိုလေးနဇွဲလေးလေကိုအဲ့ဒီနောက်ကအပိတ်မပါတော့ဘယ်လိုတက်ရမှာဟိုအဲ့လေးပဲလေအဲ့လေးပဲဟောထည့်လိုက်အောင်ဟောဒါမှလေးထည့်ရမှာโอเคဟောဒါမှလေးလာရနော်အနာပါတယ်ဘယ်လိုရတော့ဟောအနာပါတယ်မဟာလားဘယ်လောက်လဲမနီးပြောလေမဘယ်လောက်စီးမလဲကျွန်တော်ပြောစင်တော့အလကားယူလိုက်မှာပဲဘယ်မရဘူးလေမဒါရွှေလားရွှေစင်တော့9သိန်းကြိုက်တယ်ဟောဖန်စီနော်ဖန်စီစင်တော့9သိန်းမကြိုက်ဘူးမဒီကျိုးလေးကရွှေလေးစင်တော့9သိန်းဝယ်မလို့ဟုတ်ကဲ့အနာပါတယ်မရလက်ဆွဲလေးတော့မိုက်တယ်ကျွန်တော်ဒူလေးတိုင်းပဲနော်ကျွန်တော်မိတ်ဆွေတွေညီမတွေအမတွေဆွဲရောဆွဲနိုင်လားပေါ့နော်15.3 3.4ရှိရနော်ပြတော့မပြတယ်လားဘလောက်မင်း3000နဲ့ကွာငါညာဟုတ်ကောဗျာနောက်ကြောက်တွေကိုကောင်းဒီကုံတွေကဝယ်ပေးမှာဒီဟာလေးကိုလက်ကြီးပြအောင်ရောင်းပေးလိုက်အဲ့ဒီလိုပြောနောက်ကြောက်တွေနောက်ထပ်လက်စွပ်ခွင်း100ရခွင်း100ဝယ်မှာဒါလေးကဈေးနီးနီးကက်ကက်ပြောကျောက်ကြအနာပါလို့အနာမပိုင်ကျွန်တော်ကြိုက်ပါတယ်တတိန်နီးနီးကြိုက်တာအနာပါလို့လေမနာနည်းနည်းလေးအောင်ကြည့်တယ်နော်ဟိုနှစ်တန်းရတော့မမြင်ဘူးတော့အမကြီးအတာလောက်ကြပါဟုတ်ကဲ့တတိန်နီး8000လောက်ကြိုက်တာတခု4000တော့နဘန်တစ်စုံဒီအရင်ဆွဲရမှာနော်နဘန်လေးဒီအရင်ဆွဲရမှာပါငချိတ်ကိုမှငစိတ်ကိုအတက်ဆန်းလေးပေါ့နော်အတက်ဆန်းငချိတ်လေးအမလက်ထဲပေးလားမဟုတ်ပါဘူးဒီမြလက်ထဲနီးပြောလေမတတိန်မေးမလားကျေးဇူးတတိန်ကြိုက်တယ်နော်နှစ်ခုကိုတတိန်အေးစီးထားလိုက်ညီမစီးထားဒါလေးကျေးဇူးဒါလေးကျေးဇူးဒါလေးဘယ်လောက်လဲ800စီးမှန်း200အောက်ရမလားကျေးဇူး